လေဒီစားတွေကိုဒီစားစေးထားတော့တော့ကြာစားသုံးသူတွေလာရင်မျိုးစားဖြစ်ကုန်မယ်နော်ဒီစားပြောင်းစေးဒီနေ့ဖျားလည်းပြေးရောက်မကောင်းစားလည်းပြေးမရအောင်အော်ညီမလေးတော့လာဘာစားမလဲညီမလေးတော့အတုပ်လားအရင်နဲ့လားအဲအဆုံးတက်သမီးဈေးရောက်ကောင်းလား ညမကောင်းမှမမေရဲ့ဒီလိုပါပဲဒီနေ့ဝယ်သူတွေကနည်းနည်းပါနေရအဆင်မပြေဘူးဒါနဲ့မရဒီကိုပါကစ္စတန်နဲ့လာတော့ သမီးအမေချေဖို့ထိုးဖို့အတွက်ပတ်စံတောင်းလို့ပြလို့ရမလား အော်မေရဲ့ဒီနေ့မနေ့ကအမေငါထောင်ပေးထားတယ်အဲ့ဒါကုန်ကြပြီလား ပြေးပါသမီးရဲ့ ဟိုဒီမှာဈေးရမကောင်းနေစားဖြော့ရတစ်ထောင်ယူသွား ချမကောင်းလိုက်တာ အမလေးမချစ်နဲ့တော်လေးမေဘာလုံးနေသေးလဲ သမီးအမေသမီးကိုတန်နေစားရှိလို့ ပြောဘာကိစ္စလဲပြော အမေလေနောက်အိမ်တောင်ထပ်ပြင်းတော့တယ်လို့ဒီစကားလေး ဘာငါအိမ်တောင်ထပ်ပြမယ်ဟလားမလေးမေရဲ့အမေရဲ့သမီးတွေဒီရွယ်ရောက်နေပြီအခုမှအိမ်တောင်ပြပဲစဉ်းစားနေရလားအမေဟဲ့သမီးလောကသဘောမတူဘူး